အဲ့ဒီ trucker driver ဟာ gorilla တကောင်ကိုပို့ဆောင်ပေးဖို့တွားနေခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲလမ်းမရွက်တီ trucker တရာပေါက်ထွက်ခဲ့ပါတယ်။အဲ့ဒီကောင်လေးက trucker မောင်းတာကိုမကြသေးခင်ကမှတင်ယူခခဲ့တာပါ။ဒါကြောင့်ဘဲကီရီယာနဲ့တရာလဲရမှန်းသူနားမလည်ခဲ့ပါဘူး။အချင်းအတော်ကြာစူးစမ်းလှုပ်ဆောင်ခဲ့ပြီးမဲ့လဲမအောင်မီလက်ခံမှာတော့သူဟာလမ်းမပေါ်မှာရက်ပြီးလူလေးကိုအကူအညီတောင်းခံခဲ့ပါတယ်။ဒါကိုမြင်တော့ gorilla ကစိတ်ပက်ဒေါသထွက်သွားပြီးသူ့နာကိုခေါ်ကတော့ဖွင့်ပေးဖို့ပြောလိုက်ပါတယ်။အဲ့ဒီအခါမှာကောင်လေးကသွားပြီးတော့ကိုဖွင့်ပေးခဲ့ပါတယ်။အဲ့ဒီနောက်မှာ gorilla ဟာ ထွက်ပေးမဲ့အစား tractor ရဲ့ tire တွေကိုစတင်လဲပေးခဲ့ပါတယ်။ဒါကိုမြင်တော့ကောင်လေးကငေးကြည့်နေခဲ့ရပြီး gorilla ဟာလည်း9မိနစ်အတွင်းမှာတင်အလုပ်အလုံးကိုပြီးအောင်လုပ်ကလောင်းဝင်းထဲကိုပြန်လဲဝင်ရောက်သွားခဲ့ပါတယ်။အခုတော့ trucker driver ဟာ gorilla ကိုကျေးဇူးတင်စကားပြောပြီးပျော်ပျော်ရွှင်ရွှင်နဲ့သူ့အကြောင်းတွေပြောရင်းအဲ့ဒီကနေထွက်ခွာသွားပါတော့တယ်။ဒါပေမဲ့နည်းနည်းလေးသွားလိုက်တာနဲ့သူကားရဲ့ဒီဇယ်စီကကုန်သွားပြန်ပါတယ်။ဒါကိုမြင်တဲ့အခါမှာ gorilla ဟာဒေါသတကြီးနဲ့ယူမတက်ဖြစ်လာပါတော့တယ်။ဒါပေမဲ့ကောင်လေးကတော့နောက်တစ်ချိန်သူ့တဲ့တော့ကိုဖွင့်ပြပြီးအပြင်ထွက်လာက trucker ကိုတွင်းပေးဖို့တောင်းဆိုခဲ့ပါတယ်။ gorilla ကတွင်းလိုက်တဲ့အခါမှာ trucker ကလုံးဝမလွတ်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့ကောင်လေးက handbrake ကိုဆွဲထားခဲ့လို့ဖြစ်ပါတယ်။ပြီးတော့ handbrake ကိုပြန်ဖွင့်လိုက်တဲ့နဲ့ gorilla ရဲ့တွန်းအားကြောင့် trucker ဟာရှေ့ကိုတရွရွတွန်းပါတော့တယ်။ဒါပေမဲ့အဲ့ဒီလူအကောင်က gorilla ကိုထားခဲ့ပြီးထွက်ပြေးသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲ gorilla ဟာစပီးတမတီလောက်ရောက်လာတာကိုမြင်လိုက်ရပါတယ်။သူ့စပီးကိုလူယူပြီး gorilla ဟာ trucker နောက်ကိုလိုက်ပါတော့တယ်။ကောင်လေးက trucker ကိုဓာတ်ဆီဆိုင်နာမှာရပ်လိုက်တာနဲ့ပဲ gorilla ဟာဝန်တိုက်ပြီးကားအတွင်းထဲကိုရောက်သွားခဲ့ပါတော့တယ်။